ဆယ်ကျော်သက်တွေအနေနဲ့ဝင်ငွေဘယ်လိုရှာမလဲဒီနေ့ဗီဒီယိုမှာရေးဆဲကဆယ်ကျော်သက်တွေအသက်20အရွယ်လူငယ်တွေအနေနဲ့ income ရှာလို့ရတဲ့နည်းလမ်းတွေကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ဒီနည်းလမ်းတွေကအခုလက်ရှိလုပ်မယ်ဆိုလို့ရှိရင်လုပ်လို့အဖြစ်နိုင်ဆုံးရင်းနှီးမြှုပ်နှံမှုအနည်းဆုံးတချို့ဆိုလို့ရှိရင်အရင်နှီးလုံးဝမလိုတဲ့လုပ်ငန်းတွေလည်းပါပါတယ်ဆိုတော့ဒီအခုခေတ်ပေါ့နော်ကိုယ်ပိုင်ဝင်ငွေ income တစ်ခုရှာဖို့ဆိုတာကအရင်ကလိုမျိုးရုံသွားမှအလုပ်ခွင်နဲ့ဝင်မှပွဲတစ်ခုရှိထားမှဆိုပြီးတော့မဟုတ်တော့ပါဘူးကိုယ့်လက်ထဲမှာ internet နဲ့ဖုန်းတစ်လုံးရှိအောင်လည်းအိမ်မှာနေပြီးတော့ပတ်စံနေအများကြီးရတဲ့လုပ်ငန်းတွေလမ်းတွေအများကြီးရှိနေပါပြီဆိုတော့ကိုကဒါတွေကိုမြင်တတ်ဖို့ပဲလိုပါတယ် PSD ဗီဒီယိုထဲမှာတော့လူငယ်တွေအနေနဲ့ income ရှာနိုင်တဲ့နည်းလမ်းတွေကို၄ပိုင်းခွဲပြီးတော့ပြောသွားပါမယ်ပထမဆုံးအပိုင်းကတော့ freelancing အပိုင်းမှာအားလုံးကြားဖို့ကြတဲ့ freelancer ဆိုတဲ့အလုပ်ပေါ့နော်ဒီအလုပ်ကိုသိပေမဲ့ကိုကဘယ်ကနေစလို့အမှမသိဘူးဆိုလို့ရှိရင်အခုပြောတာလေးကိုသိချလေးနားထောင်ပေးပါဆိုတော့ freelance လုပ်တဲ့ဆိုတာကကိုယ့်ရဲ့ skill ကို income အဖြစ်ပြောင်းလို့ရတဲ့နည်းပါ freelance မှာဘာတွေလုပ်လို့ရလဲဆိုလို့ရှိရင် graphic designer အနေနဲ့ logo တွေဆွဲတာ social media design တွေလုပ်တာမျိုးလုပ်လို့ရပါတယ်။စာရေးရတဲ့သူဆိုလို့ရှိရင်လည်း freelance content writer အနေနဲ့ page တွေအတွက်စာရေးပေးလို့ရပါတယ်။နောက်တစ်ခုကတော့ video editing ဗီဒီယိုလေးတွေဖန်တီးရကြတဲ့ဆိုလို့ရှိရင် video editor line ကိုတွားလို့ရပါတယ်။ပြီးတော့ virtual assistant, personal assistant ဒါလေးတွေလည်းလုပ်လို့ရပါတယ်။ page တွေကို manage လုပ်ရတဲ့ page admin ဒီလိုမျိုးလည်း try ကြည့်လို့ရပါတယ်။ art ဘိုင်းကိုစိတ်ဝင်စားတဲ့ဝါသနာပါတယ်ဆိုလို့ရှိရင်တော့ digital art တွေချီပြီး illustration တွေဆွဲပေးရမျိုးလုပ်ပြီးတော့ income ရှာလို့ရပါတယ်။ဒါတွေကကိုယ့်ရဲ့ skill ပေါ်မှာမူတည်ပြီးတော့ income ရှာတာဖြစ်လို့ကိုယ့်ရဲ့ skill တွေကိုသေချာချပြဖို့ကတော့အရင်အရေးကြီးပါတယ်။ဒုတိယပိုင်းကတော့ content creation မှာလူတော်တော်များများက social media သုံးကြပါတယ်။ဒါတွေကိုအပျော်ပဲသုံးမဲ့အစားဒီကနေပတ်စံရှာကြည့်ကြရအောင် content creation လို့ခေါ်ပါတယ်။ကိုယ်စိတ်ဝင်စားတဲ့အရာတွေလုပ်နေပြီးတစ်ဖက်ကလည်းဝင်ငွေရနိုင်မဲ့အလုပ်တစ်ခုပေါ့။ဒီလို content creation ကိုစဖို့ဆိုရင် page တစ်ခုဖွင့်ထားဖို့လိုပါတယ်။ page ရရင်တော့ကိုက content တွေစပြီးတော့ create လုပ်လို့ရပါပြီ။ video လုပ်မလားစာပဲရေးမလား focus တွေလုပ်မလားကိုကြိုက်တယ်လို့လုပ်လို့ရပါတယ်ဒီလို content creation စလုပ်မယ်ဆိုလို့ရှိရင် page ဖွင့်မှာ niche ဆိုတဲ့ကိုယ်သွားစင်တဲ့ level ကိုရွေးပါဒီနေရာမှာ level တစ်ခုလည်းမဟုတ်လည်းရပါတယ်ကိုယ်စိတ်ဝင်စားတာတွေလုပ်ချင်တဲ့ level တွေရှိတယ် yes you can try မှာအရင်ဆုံးတော့ကိုယ်စိတ်ဝင်စားတဲ့ level 3ခုလောက်ကိုရွေးထုတ်လိုက်ပြီးတော့စတင်ကြည့်ပါ entertainment ဘိုင်း comedy ဘိုင်းတက်တယ်ဆိုလို့ရှိရင်ဟာတာ video လေးဖန်နေတာ vlogging ဆိုတဲ့ကိုယ့်ရဲ့နေ့စဉ်ဘဝခရီးသွားတာကြောင်းတက်တဲ့ live တွေကို video လေးဖန်နေတာကိုသိထားတဲ့တစ်ခုခုကို knowledge sharing လေးလုပ်ပေးတာဒီလိုမျိုးလုပ်လို့ရရပါတော့ပြီးတော့ game ကစားရတာကြိုက်တယ်ဆိုလို့ရှိရင် game video တွေတင်တာအဟင်းချရတာကြိုက်တယ်ဆိုလို့ရှိရင်ဟင်းတွေချက်ပြတာခရီးသွားတာကြိုက်တယ်ဆိုလို့ရှိရင် travel vibe content လေးလုပ်တာမျိုးလုပ်လို့ရပါတယ်ဒီလိုမျိုး content creation လမ်းကြောင်းကချက်ချင်းကြီးဝုန်းတိုင်းဆိုပြီးတော့အောင်မြင်လာမှာတော့မဟုတ်ပါဘူးကိုယ့်ဘက်ကနေအချိန်တစ်ခုပေးရပါမယ် post လေးတွေပုံမှန်တင်မယ် content လေးတွေပုံမှန် create လုပ်လာမယ်ဆိုလို့ရှိရင်လူတွေကစပြီးတော့ကိုယ်သတိထားမိလာပါလိမ့်မယ်ဒီလိုနဲ့အချိန်တစ်ခုရှိသွားရင်ကိုယ့်အနေနဲ့နေရာတစ်ခုရအောင်ရလာပါလိမ့်မယ်။ဂျာဖက်အနေနဲ့ကြော်ညာလေးနည်းနည်းလေးဝင်ပါမယ်။ဟိစက်မှာ content creation ဘိုင်းကိုစိတ်ဝင်စားတဲ့သူတွေအတွက်အတန်းဖွင့်ထားရှိပါတယ်။ဒီအတန်းမှာ content creation ကိုအခုမှစပြီးတော့လုပ်မဲ့သူတွေအတွက် page နာမည်ပေးနည်း page ဖွင့်နည်းဒီလိုမျိုးအခြေခံတွေကနေအစား post တွေတင်တာ post တွေအတွက် planning လုပ်တာပြီးရင် post တွေကိုစနစ်တကျဖန်တီးနည်းတွေဒါတွေကိုတစ်ဆင့်ချင်းစီ step by step သေချာလေ့လာနိုင်မှာပါ။ page မှာစာလေးတွေတင်ပြီးတော့ content creation လမ်းကြောင်းစတင်တဲ့သူတွေနဲ့ဆိုလို့ရှိရင်တော်တော်လေးကိုကြိုက်တဲ့အတန်းမှာ video create လုပ်ချင်တဲ့သူတွေလည်းတက်လို့ရပါတယ်။လုံးဝအခြေခံကနေစပြီးတော့ page တွေမှာကိုတိုင်း post တွေတင်နေတဲ့အဆင့်ထိရောက်သွားမှာပါ။ပြီးတော့အတန်းသားတွေရဲ့ page တွေကိုလည်းဆက်ကြည့်ပြီးတော့လိုအပ်တာလေးတွေ advice ပေးသွားမှာပါ။ video class လေးဆိုတော့အတန်းချိန်နဲ့အလုပ်ချိန်တိုက်မှာတွေမအားမှာတွေလည်းစိတ်ပူစရာမလိုပါဘူး။ဒီအတန်းကအခုမှစဖွင့်မဲ့အတန်းမဟုတ်ဘဲနဲ့လာမဲ့ February ဆိုလို့ရှိရင်ဒီအတန်းကိုဟိစက်တင်တာက batch 4တောင်ရှိသွားပါပြီ။ February လ10ရက်နေ့မှာအတန်းဖွင့်ပါမယ်။အတန်းကြီးကတော့တစ်လခွဲတင်တာကိုမှ9000ပါပဲ။ဆိုတော့ကိုယ့်ရဲ့ content creator အိမ်မက်ကိုစပြီးတော့အကောင့်ထဲပေါ်ခြင်းနဲ့စနစ်တကျလည်းလေ့လာခြင်းနဲ့ data run မယ်လို့ဆုံးဖြတ်ထားတယ်။ဟိစက်စီကလည်း share trainer ခံနိုင်တယ်ဆိုလို့ရှိရင်တော့ဒီတန်းလေ့လာတတ်ပါ။အတန်းအကြောင်းကြော်ညာဝင်တာပြီးပါပြီ။ content creation အကြောင်း sharing ပိုင်းကိုပြန်သွားပါမယ်။ခုနက niche ဆိုတဲ့ level တွေရပြီဆိုလို့ရှိရင်အဲ့ level တွေကို design မတ်နဲ့ consistent ရှိနဲ့တင်ကြည့်ပါ6လလောက်ပေါ့နော်အဲ့ဒီ6လလောက်တေချာစူးစမ်းပြီးပြီဆိုလို့ရှိရင်တော့ကိုတင်ခဲ့တာတွေကိုပြန်ပြီးတော့ကြည့်ကြည့်ပါဘယ်ဟာတွေကအလုပ်ဖြစ်လဲဘယ်ဟာတွေကအလုပ်မဖြစ်သွားဘူးလဲဆိုတာကြည့်ကြည့်ပါအဲ့ဒီမှာတခုရှိရပေါ့နော်အလုပ်ဖြစ်သွားတာတွေကကို effort
ဘာမှမပါလိုက်တာပဲကိုအရန်စိတ်ဝင်စားတာမဟုတ်ဘဲနဲ့ဒီတိုင်းပဲတင်လိုက်တဲ့ topics တွေက engagement တွေအရန်ကောင်းတာ reach တွေအရန်ကောင်းတာမျိုးဖြစ်နေနိုင်ပါတယ်တစ်ဖက်မှာလည်းကိုအရန်စိတ်ဝင်စားတယ်ကိုတခြားလေး research တွေလုပ်တယ်တခြားပြင်ဆင်ပြီးတော့ sharing လုပ်ပေးခဲ့တဲ့ content မျိုးတွေကreach တွေနည်းနေရမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ဒီလိုမျိုးအခြေအနေတွေမှာကိုစိတ်ဝင်စားတာတွေကိုရပ်ပစ်လိုက်ရမလားဆိုတော့မိကုန်းတစ်ခုရှိလာပါတယ်အဲ့ဒါအတွက်အဖြေကတော့ no ပါကိုစိတ်ဝင်စားတဲ့ topics တွေကိုရေးလိုက်ဖို့မလိုပါဘူးအဲ့ဒီအစား content ဖန်တီးနည်းတွေကို add topics အပေါ်ချင်းကပ်တဲ့နည်းတွေ content တွေ create လုပ်တဲ့ style တွေကိုပြန်ကြည့်ကြည့်လိုက်ပါဒါကတော့ content creation လုပ်ချင်တဲ့သူတွေအတွက်အနေငယ်လမ်းညွှန်ပေးသွားတာပဲဖြစ်ပါတယ် content creation နဲ့ပတ်သက်လို့ detail guide လိုချင်တဲ့ roadmap လိုမျိုးလိုချင်တဲ့ဆိုလို့ရှိရင် comment နဲ့မှာပြောခဲ့ပြီပေါ့နော်ဒီစရဲ့ video တက်လေးထပ်ပြီးတော့လုပ်ပေးပါမယ် income ရှာနည်းအပိုင်း3ကတော့ online shop အပိုင်းပါဒါကတော့အရင်နည်းလေးနည်းလေးလိုပါမယ်။ဘာလို့လုပ်ရလဲဆိုလို့ရှိရင် thrift shop လုပ်တာနယ်ဘက်ကအထည်အိတ်ကြီးတွေဝယ်ပြီးတော့အင်ကြီးတွေကိုတခြားလေးရှော်မယ်မိမှုတိုင်မယ်ဓပုံလာလာလေးရိုက်ပြီးတော့ရောင်းချတာမျိုးလုပ်လို့ရပါတယ်။ပြီးတော့ဒီဇိုင်းပိုင်းစိတ်ဝင်စားရဲဆိုလို့ရှိရင်ဒါ t-shirt ပြောင်းတွေမှာပေါ့နော် sticker လေးတွေ print လုပ်ပြီးရောင်းတာမက်ခွက်တွေမှာ print လုပ်ပြီးရောင်းတာပြီးတော့homemade food လို့ခေါ်တဲ့အိမ်မှာမုန့်လေးတွေအစားအသောက်လေးတွေကိုယ်တိုင်လုပ်ပြီးတော့ရောင်းတာtrendy ဖြစ်နေတဲ့ accessories လေးတွေရှိမှအဲ့ဒါလေးတွေကိုရောင်းတာပေါ့နော်ပြီးတော့ဝယ်ရခက်တဲ့ပစ္စည်းလေးတွေအဲ့ဒါတွေကိုကိုစားဝယ်ပြီးတာပြန်ရောင်းပေးတာဒီလိုကနေပြီးတော့စလို့ရပါတယ်။ပြီးတော့နောက်တစ်ခုကတော့ handmade လေးလည်းလုပ်လို့ရတယ်ပေါ့နော်။ကိုယ်တိုင်လည်းနဲ့ဖန်တီးထားတဲ့အရာလေးတွေကိုရောင်းပြီးတော့ဒီလိုမျိုးအရာတွေကနေပြီးတော့ online shop တွေစလို့ရပါတယ်။ online shop ဘိုင်းကိုသွားမယ်ဆိုလို့ရှိရင်တော့ customer service ဘိုင်းကိုတခြားလေးတတိထားပေးပါ။ပြီးတော့ delivery service တစ်ခုနဲ့လည်းတခြားချိတ်ဖို့လိုမယ်ပေါ့နော်။နောက်တစ်ခုကတော့ packaging လေးတွေတခြားလေးထုတ်ပေးတာ thank you card လေးထည့်ပေးတာလက်ဆောင်လေးထည့်ပေးရမျိုးလုပ်ကြည့်ပါ။ဒါတော့ online shop အပိုင်းဘယ်လိုမျိုးလုပ်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြောသွားပဲဖြစ်ပါတယ်။ပိုင်းလေးကတော့ tutoring အပိုင်းမှာ tutoring ပိုင်းကနေလည်းဝင်ရှာလို့ရပါတယ်။တနည်းအားဖြင့်စာပြန်သင်ပေးတာမျိုးပါ။အင်္ဂလိပ်စာတော်ရင်ပဲဖြစ်ဖြစ်ကျောင်းစာဘာသာရေးတစ်ခုခုကျွမ်းကျင်ရင်ပဲဖြစ်ဖြစ် home tutor ဒါမှမဟုတ် online class လေးတွေဖွင့်လို့ရပါတယ်။ဒီအလုပ်ကိုလုပ်မယ်ဆိုလို့ရှိရင်ကိုကစာတော်ရုံနဲ့မရပါဘူး။သင်ပြတတ်ဖို့လည်းလိုပါတယ်။ဒီစာတွေကိုပြန်ပြီးတော့မသင်ခင်မှာဆိုလို့ရှိရင် learning how to teach ဆိုတာကိုအရင်ဆုံးလေ့လာပါ။ဒီဟာပြီးသွားရင်တော့ကိုယ့်အနေနဲ့ဘာအကျွမ်းကျင်ဆုံးလဲဆိုတာကိုပြန်ပြီးတော့အဆင့်ကြည့်ပါပေါ့နော်။ကိုဘာတွေကိုသင်နိုင်လဲဒီလိုမျိုးပေါ့နော်။ academic ဘိုင်းကိုသင်မလားဥပမာ GED IGCSE တို့လိုမျိုး exam တွေဖြေမဲ့သူတွေလား။ပြီးတော့ language ဘိုင်းတွေလည်းသင်လို့ရပါတယ်။ language ဘိုင်းမှာဆိုလို့ရှိရင်အင်္ဂလိပ်စာတို့ကိုရီးယားစာဂျပန်စာထိုင်းစာဒါတွေကိုသင်ပေးမှာလားဒါမှမဟုတ်ကိုက IT နဲ့ digital skill တွေကိုသင်ပေးမှာလား computer basis graphic design ဆိုရင်video editing ဒီလိုမျိုးပေါ့နော်ပြီးတော့ကိုဝါသနာပါတာလေးတွေပချီဆွဲတာ instrument တီးတာဓပုံရိုက်နည်းတွေ edit နည်းတွေဒီလိုမျိုးသင်ပေးလို့ရပါတယ်ဆိုတော့ exam မှာပြောသွားတာတွေနဲ့တင်ကိုဆယ်ကျော်သက်တွေအနေနဲ့ဝင်ငွေရှာနိုင်တဲ့နည်းလမ်းတွေအများကြီးရှိရပေါ့နော်ကိုဘက်ကစပြီးတော့စူးစမ်းဖို့ပဲလိုပါတယ်ပြီးတော့ tips လေး3ခုလည်းပေးချင်ပါတယ်ဒီတဲကကိုစိတ်ဝင်စားတာလေးတွေရှိရင်ရွေးထုတ်ပြီးတော့အခုကတည်းကစလုပ်ပါအစမှာပေါ့နော်ပတ်စံတော့အရင်မလိုက်သေးပဲနဲ့ skill တွေနောက်ကိုအရင်ဦးဆုံးလိုက်ပါကိုမှသာ skill တွေရှိနေမယ်ဆိုလို့ရှိရင်ပတ်စံကကိုရဲ့နောက်ကိုလိုက်လာမှာပဲဖြစ်ပါတယ်အချိန်မရှိဘူးအချိန်မရှိလို့ကိုလုံးချင်တာလေးတွေမလုံးနိုင်သေးဘူးအဲ့လိုမျိုးဆိုတဲ့သူတွေကလည်းအချိန်နည်းနည်းချင်းစီဖက်ပေးပြီးတော့ဖြည်းဖြည်းချင်းစီစူးစမ်းကြည့်ပါ tips number 2ကတော့အင်္ဂလိပ်စာလေ့လာပါအင်္ဂလိပ်စာတတ်ထားရဲဆိုလို့ရှိရင်ကိုလေ့လာချင်တာလေးတွေကိုတခြားလေးလေ့လာနိုင်တယ်လို့အခွင့်အရေးတွေလည်းအများကြီးပွင့်ပါတယ်နောက်ဆုံးအချက်ကတော့ဘာကိုပဲရွေးပေါ့နော် consistency ကိုထိန်းထားပါဒီနေ့လောက်တယ်မနေ့ပြန်မလုပ်ဘူးနောက်တစ်လလောက်နေမှပြန်ပေါ်လာတယ်ဒီလိုမျိုးလုပ်လို့မရပါဘူးတခြားလေးဒီဇိုင်းမမတ်နဲ့စူးစမ်းကြည့်ပါနည်းနည်းချင်းစီတွားနေနိုင်တယ်ဆိုလို့ရှိရင်လည်းအဆင်ပြေပါတယ်အထူးကတော့လုံနေတဲ့အလုပ်ကိုခြားထဲမှာမပြတ်သွားဖို့ပါပဲငါကတော့ငယ်သေးရပဲအချိန်တွေအများကြီးရှိသေးတယ်လို့လည်းမလုပ်ပါနဲ့အခုကတည်းကကိုလှုပ်ချင်တာလေးတွေစပြီးတော့လုပ်ကြည့်ပါဘာဖြစ်လို့လဲဆိုလို့ရှိရင်ကို့မှာငယ်ရွယ်တုန်းအချိန်ဆိုတာက potential တွေအများကြီးရှိပါတယ်ဒါတွေကိုမြင်အောင်ကြည့်ပြီးတော့အသုံးချပါဆိုတော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲကို့အနေနဲ့စိတ်ကိုမေးစရာမေးခွန်းလေးရှိရဆိုလို့ရှိရင်လည်း comment ထဲမှာမေးခဲ့လို့ရပါတယ် content creation မှာကိုစိတ်ဝင်စားလို့ his အတန်းကိုတက်ချင်တဲ့သူတွေကကြတော့ page messenger မှာ patch follow ပို့ပေးပါဒါဆိုရင်တော့ zero ရဲ့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်အားလုံးပဲဘိုင်ဘိုင်ပါ